ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာထိုးစစ်ဆင်လာတဲ့အကြမ်းဖက်မြန်မာစစ်ကြောင်းတစ်ခုကိုအာရခတပ်တော် AA ကခြုံခိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးအဆင့်အပါအဝင်အယောက်30လောက်သေဆုံးသွားတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဂေါ်ဒူတောင်အနီးအနားပတ်ဝန်းကျင်ကိုစက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဟာဂေါ်ဒူတောင်တန်းနဲ့ကလဘာကြီးရွာကြားမှာ AA ရဲ့ခြုံခိုတိုက်ခိုက်မှုတွေခံရတယ်လို့သိရပါတယ်။အဲ့ဒီဗိုလ်မှူးအဆင့်ပါတဲ့အဲ့ဒီစစ်ကြောင်းဟာစက်တင်ဘာလ30ရက်နေ့ညမှာအထိနာပြီးတော့အလောင်းတွေကိုအောက်တိုဘာလ1ရက်နေ့ကလာရောက်ဆွေးထုတ်သွားတယ်လို့လည်းအမည်မဖော်လို့သူတယောက်ကပြောပါတယ်။ဒီစစ်ကြောင်းဟာအမှတ်30နေရေးတက်ရင်ဖက်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဖြစ်ပြီးတော့အင်အား190လောက်ပါရှိတယ်လို့သိရပါတယ်။ခြုံခိုတိုက်ခိုက်ခံရတဲ့အတွက်စက်တင်ဘာလ29ရက်နေ့ကစပြီးတော့အောက်တိုဘာလ1ရက်နေ့မနက်အထိကိုနှစ်ဖက်တိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်ရှင်။